ကဘာပေါ်မှာချစ်စရာအမှုချစ်နေကြောင်းလူတီများနာမည်ကြီးလာတဲ့ကပီဘာရာလေးတွေကိုတော့အားလုံးသိကြမယ်ထင်ပါတယ်။ဒါပေမဲ့နောက်ထပ်လူတီနေပြီးချစ်စရာအပြုံးလေးနဲ့ကဘာအပျော်ဆုံးတတော်အဖြစ်သတ်မှတ်ခံထားရတဲ့တိလိษံတကောင်ရှိသေးတယ်ဆိုတာကိုရောတင်ပြပါတလား။ဒါကတော့ချစ်စရာအပြောမျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ကွာကာလို့ခေါ်တဲ့တားပိုက်ကောင်မျိုးစိတ်ခွဲတွေပဲဖြစ်ပါတယ်ဒီကွာကာလေးတွေဟာကဘာပေါ်မှာချစ်စရာအကောင်းဆုံးအပြုံးတတော်လေးတွေအဖြစ်နဲ့လဲကြော်ကြပါတယ်ကွာကာလေးတွေဘာလို့အမြဲပြုံးနေလဲဆိုတာတင်တတိထားမိလားဒါဟာတကယ်တော့ပြုံးနေရဆိုတာတက်သူတို့ရဲ့လှည့်စားမှုတစ်မျိုးပါပဲကွာကာလေးတွေရဲ့နှကန်းသားနဲ့ပစောင်းဟာတဘာဝအတိုင်းအပြုံးတတန်းကွင်းညွတ်နေကြတာကြောင့်သူတို့ဟာချစ်စရာကောင်းတဲ့အပြုံးတွေကိုပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။ကွာကာလေးတွေကိုဩစတြေးလျနိုင်ငံအနောက်ဩစတြေးလျ Rottnest Island မှာအများဆုံးတွေ့ရပါတယ်။တဲ့အနေနဲ့ဩစတြေးလျကိုရောက်ဖြစ်ခဲ့လို့ကွာကာလေးတွေနဲ့တွေ့ခဲ့မယ်ဆိုရင်တခြားတိရစ္ဆာန်လေးတွေလိုအစာမကျွေးမိဖို့မထိတွေ့မကင်တွယ်ဖို့တတိကြီးထားဖို့လိုအပ်ပါတယ်။အကြောင်းကတော့ဩစတြေးလျနိုင်ငံဟာကွာကာလေးတွေကိုတိရစ္ဆာန်ဥပဒေအရအပြည့်အဝကာကွယ်ထားတာကြောင့်ဖြစ်ပါတယ်။ဒါကိုမှတဲ့အနေနဲ့သူတို့လေးတွေကိုတွားရှုံမိမယ်ဆိုရင်နောက်ဆက်တွဲတွေကတော့လှပနေမှာမဟုတ်တာအသေးချာပါပဲ။ဒါကိုမှထပ်ပြီးတင်းကဂယူးမဆိုင်ပဲတင့်ကြောင်ကွာကာလေးတွေတစ်ခုခုဖြစ်သွားမယ်ဆိုရင်ဒဏ်ကြီးအနေနဲ့ဩစတြေးလျဒေါ်လာ1000ခန့်ပေးဆောင်ရမှာဖြစ်ပြီးတော့ကွာကာလေးတွေအသက်အန္တရာယ်ထိခိုက်ခဲ့ပါကဒီနေရာဟာတင့်ကိုပဲဟင်းနွေးနွေးလေးနဲ့စောင့်ကြိုနေမှာအသေးချာပါပဲ။ဘာလို့ဒီလိုကွာကာလေးတွေကိုအစာကျွေးမိုံနဲ့ပြင်းထန်လာတဲ့ဥပဒေတွေရှိနေတာလဲဆိုရင်တော့ကွာကာလေးတွေဟာအတီးရွက်စားတရားလေးတွေဖြစ်ပြီးပုံမှန်လူသားတွေစားတဲ့အစားအစာတွေဟာတူတူလေးတွေကိုတေးစေတဲ့ဒီအန္တရာယ်ဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်။ဒါဟာပြင်းထန်တဲ့ဥပဒေဖြစ်ပေမဲ့ကွာကာလေးတွေရဲ့အပြုံးတွေကဘာကြီးပေါ်မှာဆက်လက်တည်ရှိစေဖို့အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဟာတူတူလေးတွေကိုချစ်ခင်ပြီးအနှောက်အယှက်မပေးဖို့တော့လိုအပ်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။တင်ကောကွာကာလေးတွေကိုဘယ်လိုမြင်တယ်လဲဆိုတာကွန်မန့်မှာရေးသွားပေးခဲ့ပါဦး။နောက်ထပ်လည်းဘုံတုတရစင်တဲ့ဗီဒီယိုတွေအမြဲတင်သွားမှာမို့ကျွန်တော်ရဲ့မျှဝေ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားဖို့တောင်းဆိုပါရခင်ဗျာ။